ပို့ချုပ်မှုကြီးမင်းအောင်လှိုင်ရလှုပ်ရှားတွေထဲမှာပါဝင်ပြီးတော့မှမဲဆွေနေကြပြီးတော့မှမဲဆွေတဲ့ဇာတ်လမ်းတွေဗီဒီယိုတိုးလေးတွေကိုရိုက်ကူးပါဝင်နေကြတဲ့အချို့အမှုပညာရှင်တွေကတော့ခုချိန်မှာတော်လေးကိုအသက်တတိထားရမယ်နေတာကိုဖြစ်နေပြီတနေ့တစ်ချိန်ပြန်လဲဆုံတွေ့ကြတဲ့အချိန်မှာဘလိုမျိုးအပြုံးတွေဘလိုမျိုးအကြည့်တွေနဲ့အတူတူပြန်လဲဆုံစည်းကြမယ်ဆိုပြီးတော့မှကိုမင်းမကွန်တို့ဒါရိုက်တာကိုပေါက်တော့ကနေပြီးတော့မှကိုတဲကိုစိန်ခေါ်လိုက်ခဲ့ပြီးပဲဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အချို့အမှုပညာရှင်တွေကတော့တကယ်ကိုညင်လို့မရနိုင်တဲ့အနေအထားတွေဖြစ်သွားတာကြောင့်မဖြစ်မနေကိုရိုက်ကူရေးမှာပါဝင်ပေးကြရတဲ့သူတွေလည်းရှိကြသလိုတကယ်ပဲသူတို့ဘက်ကနေပြီးတော့မှနေပြီးတော့နော်မင်းအောင်လှိုင်ကိုအပိထောက်ခနေကြတဲ့အမှုပညာရှင်တွေအချို့ကိုမင်းတို့တွေဒီလောက်တော့မှလိပ်ပြန်လုံးနှလုံးနိုင်တယ်ဆိုလို့ရှိရင်တော့တနေ့တစ်ချိန်ပြန်တွေ့ကြတဲ့အခါမှာတော့မင်းတို့တွေလှုပ်ဆက်တွေကိုနောင်တော့မရပဲလုံနေကြသလိုမျိုးငါတို့အလှည့်ရောက်ရင်လည်းမင်းတို့ကိုတက်ညာစရာအကြောင်းမရှိတော့ဘူးဆိုပြီးတော့မှကိုတေကိုပြောလိုက်ခဲ့ကြပြီပဲဖြစ်တယ်ဒီဘက်မှာလည်းမင်းအွန်လိုင်းတော့ခွေတတိုက်ကနေပြီးတော့မှနုပညာရှင်တွေကိုအင်အားသုံးပြီးတော့မှဆလန်တိုလေးတွေနဲ့မဲဆွေနေတဲ့ကိစ္စတွေကိုအကြီးအကျယ်ကိုလုံနေကြတယ်ဒါတွေကလည်းပြိတ္တတို့သိတဲ့အတိုင်းပဲဒါပေမဲ့လည်းတစ်ဖက်မှာလည်းပဲပြည်ပရောက်နေကြတဲ့လူပညာရှင်တွေ CDM လုံနေကြတဲ့လူတွေနဲ့တော့မှခိုးလုံနေကြတဲ့ PDF ပြည်သူရဲဘော်လေးတွေကနေပြီးတော့မှတကယ်ကိုအင်းတဲ့အားရိုက်နဲ့ကိုရှင်ပြိုင်ပြီးတော့မှကိုသူတို့တွေရဲ့တကယ်ကိုရောင်းနေတဲ့ထုံးလင်းဖို့အတွက်ကိုစူးစမ်းရုန်းကန်နေခဲ့ကြပြီးတော့မှရဲ့အခုချိန်မှာတော့ခါရာတို့မီမိုကွန်တို့လင်းလင်းနဲ့ချစ်သူဝေတို့စနီးမောင်တာစားတဲ့လူပညာရှင်တွေတော်တော်များများလေးစုဝေးပြီးတော့မှအမေရိကန်မှာတွားရောက်ပြီးတော့မှကိုတကယ်ရှိုးပွဲတွေလုပ်ပြီးတော့မှတကယ်ကိုပြည်သူတွေအတွက်အထောက်ပို့ဖြစ်စေမဲ့တကယ်ပွဲကြီးပွဲကောင်းတွေလုပ်ပြီးတော့မှကိုသူတို့တွေလည်းတကယ်ကိုပြည်သူ့ဘက်မှာရပ်တည်ပြီးတော့မှကိုမလှုပ်ဆောင်နေကြပါလားဆိုတဲ့တတိမျိုးတွေကိုပြတဲ့အနေနဲ့ဒီတဲ့အားတွေကိုလုံးနေကြရတော့တယ်လေတွေးရှိနေရပါတယ်ခုလိုမျိုးပိတ်သက်တွေချစ်ကြတဲ့လူပညာရှင်ပါဆိုတဲ့လူတွေတော်တော်များများမင်းအွန်လိုင်းတို့ရပ်ဘက်မှာရပ်တည်ပြီးတော့မှကိုခွေးစားခဲနေကြတဲ့လူတွေကိုပိတ်သက်တို့ကောင်ဘလို့မျိုးတွေပြောဆိုခြင်းပါသလဲ